စွာမပွင့်ပေါ်လာလျင်ဤကားကုသိုလ်အာကုသိုလ်နှင့်ထိုဘုံဘဝမတိယများလာအပြစ်တွေမြတ်စွာဘုရားဒါမပွင့်ပေါ်လာဘူးဆိုလို့ရှင်တို့တွေကုသိုလ်လားအာကုသိုလ်လားပိုင်းခြားဝေဖန်ပြီးတော့ခွဲတတ်ဖို့နာမလွယ်ကူဘူးပေါ့ဗုဒ္ဓမြတ်စွာပွင့်ထွန်းပေါ်မှဤကားကုသိုလ်အာကုသိုလ်နှင့်ထိုဘုံဘဝတိခွင့်ရများလာကျေးဇူးတွေတို့တွေမှာဒီလှုပ်တစ်ခုလှုပ်တယ်ဟိုလှုပ်တစ်ခုလှုပ်တယ်ဒါကကုသိုလ်တွေလားဒါကအာကုသိုလ်လားဆိုလွယ်ကူပိုင်းခြားဝေဖန်ပြီးတော့တို့တွေတိခွင့်ရတယ်ပေါ့ဒါကမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေပဲဂုဏ်ကျေးဇူးတွေဖြစ်တဲ့အတွက်ကြောင့်ဂုဏ်တော်တွေကိုထုံမှန်းပြီးပုံတော်ကိုမှန်းကတို့တွေကိုယ်ွယ်စည်းကပ်ယုံကြည်ကြတာပေါ့မြတ်စွာဘုရားကတော့တို့တွေကိုလမ်းနီးပေးလမ်းပြတဲ့ဗုဒ္ဓမြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းသွားရင်နတ်ပြည်ရောက်မယ်ဒီလမ်းသွားရင်နိဗ္ဗာန်ရောက်မယ်ဒီလမ်းသွားရင်တော့ငရဲပြည်ရောက်မယ်ဆိုပြီးတော့တို့တွေအတွက်ဟောပေါ်ညွှန်ပြထားတဲ့တရားတွေကလည်းအများကြီးပေါ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုပြီးတော့မဂ္ဂင်၈ပါးကိုလည်းဟောပေါ်ညွှန်ပြထားပါရဲ့ပေါ့နော်